ခဏလုံးနဲ့လေဝင်းနေတွေ့တယ်မလေးဘာပြူအေးစေးပဲဒါအထာကြစပိန်ရတာလို့ခေါ်တယ်ဒါကရီတကယ်စူပါပဲတကယ်တန့်ရှင်းတာတန်ရှင်းလက်စမှုတကယ်အခြေခံတာနော်ဒီမှာရင်းနေပါတယ်အုံမခံဘူးအဲ့လိုမကောင်းတဲ့ဟာတွေဆိုရင်လုံးဝဘာမှမအဝင်းမခံတကယ်စူပါပဲစူပါခင်ဗျားတွေလည်းဒီဝနိုင်ရမှာဘာဖြစ်တာတော့ဟုတ်လားဘာဖြစ်တာတော့ချဲဘလူပေါက်တာတော့ရောငါပြောသေးကကြွေးရမှာနော်ရောယေဟုတ်တယ်ဘာဖြစ်တာတော့ငါပြောကြရောရောဘာဖြစ်တာတော့လို့ရောချဲပေါက်တာလားလာပြီဒီကောခဏဆောင်းလာပြီခဏဖြည်းလာပြီဆက်ကွာဘာတော့လာရောလာဒီကောင်လာပြီဒီကောင်တော့မဟုတ်လားတော့ငါခဏဒီကနေထိုင်းဆောင်လိုက်မှာကွာခဏသူကကြည့်ရှင်းလိုက်အောင်ခဏဆောင်မလုံးနဲ့စိတ်ချစ်တိကဒီကောင်ဘာမို့ဖိနေတာခဏတည်းတော့တော့မှာခဏဟုတ်ပါတယ်ကျွန်တော်တို့ခုမြင်တွေ့နေရတာကတော့ရန်ကုန်လိုင်းသားရဆွန်းလောင်းပွဲပဲဖြစ်ပါတယ်ဒီဆွန်းလောင်းပွဲမှာတော့လိုင်းသားရသားတွေနဲ့ကိုငနဲတို့ပူးပေါင်းပြီးတော့တင်ဆက်ကားပြဖျော်ပြနေရပဲဖြစ်ပါတယ်ဒီကားပွဲမှာဆိုရင်တော့ရှော့သေးအနေနဲ့150ကိုရိုးလွန်းချင်းစီခန်းအောင်ဒီကရမှာဖြစ်ပါတယ်ကျွန်တော်တို့မြိုင်ဆိုင်ကိုမြင်ရခဲမြတဲ့ပွဲလေးပါဒီခါလေးမှာဆိုရင်အင်ကြီးအဖြူနဲ့မန္တလေးသားတွေလည်းဝုန်းပြီးကတယ်လို့ကျွန်တော်တို့သိရပါတယ်ခင်ဗျာတကယ်ကိုဘော်လီယိုကားကွက်တွေနဲ့ကပြဖျော်ပြနေရပဲဖြစ်ပါတယ်ဆရာစပင်းကြီးဆောင်းအာမချောင်းနဲ့ရောက်မယ်မူးနေရတာရောက်ဘဲမှာဆောင်းလို့အဆင်ပြေလေကမရလိုက်ပါအေးစေပဲဟဲ့ကောင်မတွေဖော်လို့လုပ်ခဲ့ကြအောင်နော် Smooth criminal